Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စနေနေ့ဆိုတော့ဒီတွားနေကြ dance studio မှာအခါတက်တင်ပါမယ်ဒီနေ့က Lisa Fink ရဲ့ Sabbath Research ချင်းကိုတင်မှာဖြစ်ပါတယ်အဲ့တော့ကတနင်္လာနေ့မှာအောင်ဆိုတော့အဲ့ဒါမဲ့လက်ခဲ့ကြပါဦးလို့ When I look up to the sky see the lights upon a high so I wish good day traffic ရမ်းဖြစ်နေပါတယ်လို့မပြောတော့ပါဘူးပြောပါဦးဗျာ traffic ကြီးဖြစ်နေတာကိုကြည့်ကြပါဦးလို့ Christmas ရတော့မှာဆိုတော့ It's gonna be the best song You don't like me? That's right. You don't like me? Keep buying. Bad brain. They come a little bad. Go out dance to your happy so. ခဏနေ dance ပါမယ် dance ရဲ့အတားတင်နေပါမယ် So reset. Hey. So we're gonna use this right foot and we're gonna come forward. In, up. So that initial first one is what's gonna set the move for the feet. Hit up. Yep. So we're gonna go up. We're gonna go 3 and 4 and. You need eat it. Okay, this next part. And eat it up. I got that big dog so အိမ်ပြန်ပါမယ်ဒါပေမဲ့အိမ်မပြန်ခင်မှာ grocery shopping လုပ်ကြပါမယ်အဲ့တော့ grocery တောင်းရပါဦးမယ်ခင်ဗျာဖြစ်ပါဦး grocery shopping လုပ်လိုက်ပါဦးနဲ့ဘူးနော်ဒီဆေးကခဏလေးကုန်တယ် kimchi စီခဲနဲ့ kimchi ရလို့မျိုးခဏဆိုအင်းပါစား kimchi ပါတယ်တဲ့ရှိရဒီကနှစ်ဘူးယူပါမယ်ก็ได้เลยแบบนี้ขนาดนั้นไม่ต้องใช่ไหมขนาดนั้นไม่ไอ้เรื่องของงานที่ไม่เยอะใส่หมดเพราะว่าแป๊บซี่อยู่แล้วเนี่ยเยอะต่อไอ้หน้าก้าวรู้ละก้าวกินจ่ายแป๊บซี่ยันเข้าไปอ่ะแล้วก็บาดูดีเลยก็สี่เว้ยอ่ะมาไม่ตายจิ๋วมาหมดจะเล่าว่าเราทาวเวเนี่ยเชี่ยการรับแบบนักคุณเริ่มมาซาบูงาซาบูเลยหาไม่ตื่นเลยหรอมั้งสังหารเนี่ยก็แบบไปสิครับพวกเราเล่นอะไรไปเขาแต่ไม่อ่ะเบรดเขาจะดูเลยซีโมเมนต์ sorry นักคุณงานเวบุลาบาเลยถูกว่าได้kimchiเรียบอันนั้นน้ำไม่เปิดไอ้ต้นกูเว้ยปลาละปลาเป็นน้ำกูได้ปลาเดียวน้ำไม่ปลาหรอกตีข้าวเส้นเดียวกันอีกตอนดูการจะแก่ดีกว่าไหมงานยายซาลิมจีนั่นไอ้ซาเลยทางนี้ต้นกูหรอกตาไม่หมดเลยดอกไปแค่ก้าวหน่อยအားလေးကြော်ဟုတ်တယ်တကယ်ကောင်းတယ်စားကြည့်အေးရှင်းလို့ပါကြက်တော့ကြားရစားမှာပြင်ငါကြက်ကြီးငါကြည့်ရတကယ်ကောင်းတယ်ငါအလုံးမှာအဲ့ဒါစားနေကြအလကားမလို့ဒီလုံးမှာအားကြောင့်မဝေးရပါဘူးငါလည်းပါတန်ကြလီချာမေဟာဖေးစကင်းကဲတန်းလိုက်တော့ဒီကောင်ပြပြတာအားရှင်းရပါနေရှင်းဖို့အဲ့လောက်ညာညစ်မဲ့နေမှာကြည့်လား practical နဲ့ရှင်းလို့မရဘူးရတယ်ဒီဘက်ပဲယူမယ်ဒီဘက်ယူဒီကလည်းကိုပိတ်အောင်ချုပ်
ရွေထားတာတယောက်ကို60လောက်နေပဲရွေထားတာပဲငါလည်း60လောက်ပဲ but it's almost 300เนี่ยก็35ဆို300နီးပါးကျသွားပါတယ်သူနေရာပေါင်းတို့တဲ့ခမန်းထားတာ120လောက်ပဲ30လောက်တော့ဖြစ်သွားပါတယ်ဟုတ်ဆိုတော့အခုကဘာမှမစားရသေးဘူးဆိုတော့မနေ့တည်းကဘာမှမစားသေးရအဲ့တော့သူတစ်ခုတော့စားပါမယ်အဲ့လိုပဲအဲ့ကဲဆိုတော့စားဖို့အတွက်ရောက်ပါပြီဆိုတော့ကစားပါတော့မယ်ဒါနဲ့တည်းဟိုက Vietnamese for စားပါမယ်ပွဲကြီးမှထားပါတယ်ထားလိုက်ပါဦးမယ် red meat ကိုထည့်ထားတဲ့ဟာကိုအရင်ကြိုက်တယ်ဒီကမိုက်လို့တော့ထားလိုက်ပါဦးမယ်အားလုံးပဲတက်တာပါနောက်ထပ် blog ဒီမှာတွေ့ပါမယ်